မကောင်းတဲ့အောက်လန်းနဲ့စီရင်ပြုစားဖို့စူးစမ်းခံနေရတဲ့ဗီဒီယိုကိုထုတ်ပြလာတဲ့ဖွေးဖွေးပရိသတ်တွေအားလုံးအံ့ဩထိတ်လန့်သွားစေမယ့်ထိတ်တန့်မီချောလေးဖွေးဖွေးရဲ့အရှိမဖြစ်ပျက်သွားခဲ့တဲ့ရေကုန်ထိတ်လန့်စရာဖြစ်ပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။အနုပညာလောကဆိုတာကအပြစ်မှန်းကြည့်လိုက်ရင်အရန်ကိုလာပတည့်ရက်ပြီးတော့အားလုံးကပျော်ရွှင်နေကြမယ်လို့ထင်ရပေမယ့်ဒီကလက်တွေနောက်ွယ်မှာတော့မနာလိုဝင်တိုမှုတွေအပြိုင်ဆိုင်တွေနဲ့အချင်းချင်းဒုက္ခပေးခြင်းနဲ့စိတ်ဓာတ်တွေရှိနေတဲ့ဆိုတာပရိသတ်ကြီးလည်းရိပ်မိပြီးသားပဲဖြစ်မှာပါ။အခုလည်းဒီလိုမနာလိုမုန်းထားတဲ့သူတွေကနေတစဉ်လူပြီးတော့အောက်လန်းပညာအမဲရောင်အတတ်ပညာတွေနဲ့အကောင့်ကြံပြုစားဖို့စူးစမ်းလိုက်တယ်လို့တန်တရားဖြစ်စရာဗီဒီယိုတစ်ခုကိုဖွေးကိုယ်တိုင်ကလူမှုကွန်ရက်ကနေတစဉ်ချပြအကူအညီတောင်းလာခဲ့တာလည်းဖြစ်ပါတယ်။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတင်ဖွေးရဲ့အိမ်ရှိကိုမတင်ကားဖွေရာအမျိုးသားတအူးရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီအမျိုးသားကဖွေးနဲ့အင်တာဗျူးအစီအစဉ်ချိန်ထားတယ်ဆိုတာရှိတယ်ဆိုပြီးတော့အိမ်ရှိတကားကိုဖွင့်ပေးဖို့ဖွေးတို့အိမ်ကအင်ကိုတော်ကြီးကိုအတင်းပြောဆိုနေရလည်းဖြစ်ပါတယ်။အင်ကိုတော်ကြီးကဘာအင်တာဗျူးမှချင်းဆိုတာချင်းမရှိဘူးလို့ပြပြသားပြန်လဲဖြစ်ကြလိုက်တဲ့အခါမှာတော့အဲ့ဒီမျိုးသားဟာလက်ထက်ကကင်လာတဲ့နှင်းစီပန်းတစ်ပွင့်ကိုအင်ကိုတော်ကြီးစီကနေတစဉ်ဖွေးစီကိုပေးခိုင်းခဲ့ပြီးတော့မတင်ကဖွေရဟန်ပန်တွေနဲ့ပြန်လဲထွက်ခွာသွားခဲ့တာလည်းဖြစ်ပါတယ်။ဒီနေရာမှာအထူးသတိပြုစရာအကောင်းဆုံးနဲ့ချက်သိမ်းထားစရာအကောင်းဆုံးကတော့အရှိက CCTV မှတ်တမ်းထဲမှာပေါ်နေတဲ့အဲ့ဒီအမျိုးသားရဲ့ထူးဆန်းတဲ့ပုံစံပါပဲ။မှတ်တမ်းတွေရဲ့ရာသူကစပင်းရှိထားပြီးတော့ကြောပွားရင်တလုံးကိုလွှဲထားပါတယ်။အဆုံးကတော့သူ့ရဲ့အင်ကြီးကြောဘက်မှာအောက်လန်အစင်ရည်တွေမှာတုံးလေးရှိတယ်။အင်ကွက်ပုံစံတွေကိုထထရှားရှားဆွဲသားဝှက်ဆင်ထားတာကိုမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။သူကဖွေးရဲ့အင်ရှိကနေပြန်လဲမထွက်ခွာခင်အချိန်လေးမှာဖုံးပြောနေရမျိုးမဟုတ်သလိုလက်ချက်တက်ထားတာမျိုးလည်းလုံးဝမရှိဘဲနဲ့ပါဇက်ကနေခန္ဓာမန္တန်တွေမျိုးတို့ရွတ်ဖက်နေတာကို CCTV မှတ်တမ်းတွေမှာအထင်ရှားတွေ့မြင်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒီလိုကြောချစရာအခြေအနေတွေကြောင့်ဖွေးတယောက်ကအတော်လေးကိုစိတ်အနှောက်အယှက်ဖြစ်ခဲ့ရပြီးတော့ဒါကတာမန်အင်တာဗျူးလာတဲ့သူတယောက်ရဲ့အပြုအမူလုံးဝမဟုတ်ပဲအောက်လန်ပညာနေနဲ့တမင်သက်စီရင်ပြုစားဖို့ရောက်ရှိလာတာဖြစ်နိုင်တယ်လို့ယူဆခဲ့ရလဲဖြစ်ပါတယ်။ဒါကြောင့်လဲသူမကဒီ CCTV မြတ်တမ်းဗီဒီယိုတွေကိုချပြလာပြီးတော့ဖေသတင်းဌာနကလည်းဆိုပြီးတော့မိကုံထုတ်ကအများပြည်သူတွေကိုအကူအညီတောင်းခဲ့ရလဲဖြစ်ပါတယ်။တကယ်တော့လူပညာရှင်တွေကြားထဲမှာအရှိမသားချို့သားခင်ဝင်ကြပေမဲ့ကွေရမှာတော့မနာလိုစိတ်တွေနဲ့အောက်လန်ဒီပညာတွေသုံးပြီးတော့တိုက်ခိုက်တာတွေကအခုနောက်ပိုင်းမှာပို့ပြီးတော့မပြလာတဲ့အလုပ်ဆိုရမှာပဲဖြစ်ပါတယ်။ပြည်သူတွေအသိဆုံးဖြစ်တဲ့အတိုင်းပဲဖွေးကအခုလက်ရှိမှာမိခင်ဖြစ်သူနဲ့အတူအမေတခုတမေတခုဘဝကိုတိဆောက်ထားပြီးတော့ဖရားတရားလုပ်ရင်းနဲ့အေးချမ်းချမ်းနဲ့နေထိုင်နေတဲ့လူတယောက်လည်းဖြစ်ပါတယ်။ဒီလိုပါပြဿနာမှမရှာပဲအေးချမ်းစွာနေထိုင်နေတဲ့သူမအပေါ်မှာအခုလိုရည်ရွယ်ချက်ရှိအကောက်ကြံမှုစစ်စားလာတဲ့အပေါ်မှာစစ်ပရိသတ်တို့ကအတော်လေးကိုစိတ်ပူပန်နေကြတာလည်းဖြစ်ပါတယ်။ဒုတိယကိုဝင်လွှဲထားချိန်မှာနောက်မီလေးနဲ့ခင်မောကျောင်းကိုဖွင့်ချလာတဲ့ဝုံမုံရွှေရဲ့ညီမလေးနတိရွှေကြီးနိုင်ငံကျော်မင်းသမီးဝုံမုံရွှေရဲ့ညီမဖြစ်သူနတိရွှေရဲ့စိတ်မကောင်းစရာအိမ်တော်ရင်ဖွင့်ချချက်လေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်။နတိရွှေကြီးဟာသူမရဲ့အိမ်တော်ရေးပြဿနာကိုမိသားစုအဆက်ရမှာဆိုတဲ့အတွက်အစပိုင်းမှာတော့ရေကိုနှုတ်ပိတ်ပြီးတော့